ရှင်။မြေသမီးစနစ်စပြီးရောက်ကြတဲ့ပဇွန်တော်မျိုးနယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒါလေးကတော့ကွန်ပရက်ဆာ900လီတာအိုးလေးကိုစားရနေပြီးတော့ခွန်တမက်ဂျင်တောင်းဒီဇယ်အင်ဂျင်လေးနဲ့တွဲပေးထားလေးပဲဖြစ်ပါရှင်။အခုလိုမျိုးရုပ်ကြည်စိတ်ချစွာအနှံပေးရဲ့160လမ်းမှာရှိတဲ့တာယာဆိုင်ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဆိုင်မှာဆိုရင်တော့အခုလိုမျိုးဒီဇယ်အင်ဂျင်တွေအပြင်ဓာတ်ဆီအင်ဂျင်အမျိုးမျိုးဒိုင်နမိုအမျိုးမျိုးတို့ကိုလည်းအမျိုးသားဆောင်လေးစွာရောင်းချပေးနေပါပြီရှင်။ဒီရဲ့ဒီဇယ်အင်ဂျင်လို့တော့အင်ဂျင်ကဒီဇယ်ထက်ပူလီပန်ကကြိုးတက်ပြီးတော့ဆက်လေးနဲ့တွဲပေးလိုက်ပါတယ်ရှင်။ကွန်ပရက်ဆာရဲ့လေအထွက်လေးတွေကိုလည်းတေချာလေးဆက်မိလိုက်ပါတယ်။ဆိုင်မှာအခုလိုမျိုးသက်ဆင်ဖို့အတွက်အနှံ့ခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်3995888811နဲ့3995122669လေးတို့ကိုဆက်သွယ်မေးမြန်းပြီးတော့အနှံ့နိုင်ပါတယ်ရှင်။ဆိုင်မှာလာရောက်ပြီးတော့အားပေးခြင်းနဲ့ဆိုရင်တော့ဆိုင်အမှတ်52 58 54လက်အလဲဘလောက်ပဇွန်တော်မြို့နယ်မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။